အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာကတော့ကျွန်တော် Facebook မှာရဲ60စောင့်ကြံမလို့ပဲနဲ့နာမည်ရှင်းနည်းကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Facebook ထဲဝင်လိုက်မယ်ပြီးပြီဆိုရင်ဒီကကျွန်တော်ဒါလေးနှိပ်ပေးရမယ်ပြီးရင်ပေါ်ဆုံးမှာရှိတဲ့ Head Center ကိုနှိပ်ပေးရမယ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီ Set bar လေးမှာကျွန်တော်ရိုက်ရှာရမယ်ကျွန်တော်ဒီမှာ name chain လို့ရိုက်လိုက်တာလည်းရရနော် name လို့ရိုက်လိုက်ရတယ်ဒီမှာ name chain without 60 days ဆိုရှိတယ်အဲ့ဒါလေးနှိပ်ပေးလိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ how to change your name on Facebook ဆိုရှိတယ်အဲ့ဒါနှိပ်ပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်ကလေးနဲ့ဆွဲလိုက်မယ်ဒီမှာ let us know ဆိုရှိတယ်အဲ့ဒါနှိပ်ပေးလိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာပေါ်ဆုံးမှာကကိုထည့်ခြင်းတဲ့နာမည်ပေါ့နော်သုံးလုံးရှိရင်ပေါ်ဆုံးမှာတစ်လုံးအလယ်မှာတစ်လုံးနောက်ဆုံးမှာတစ်လုံးထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဒီနေရာမှာကကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့မှတ်ပုံတင်ပုံပဲဖြစ်ဖြစ်နိုင်ငံခြားမှာရောက်နေတယ်ဆိုရင်လည်းကျွန်တော်တို့ဒီ passport လို့ပါတော့အဲ့ဒီဟာတွေရဲ့ပုံထည့်ပေးရမှာပေါ့နော်ပြီးဒီအောက်မှာတော့ contact email ဆိုတဲ့နေရာမှာကတော့ကျွန်တော်တို့ email တစ်ခုထည့်ပေးရမှာပေါ့နော်ထည့်ပြီးဆိုတာနဲ့ကျွန်တော်ဒီ send ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရပြီပေါ့နော်အခါကျရင်သူကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာထည့်လိုက်တဲ့ email တွေကိုသူက8နာရီအတွင်းမှာကျွန်တော်တို့message ပို့မယ်ပေါ့နော်အခါကျရင်ကျွန်တော်တို့နေချိန်တာအောင်မြင်ပြီပေါ့နော်ရေ60စောင့်ကြမလို့ပဲねကျွန်တော်နေချိန်တာအောင်မြင်ပြီအခုလိုမျိုးစောင့်ကြည့်ကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်း comment အောက်မှာမေးခဲ့လို့ရပါတယ်